အခုယူရီချထားပြီးတဲ့ဒီ group 3ခုတွေကပေါ့နော်ကိုယ့်ရဲ့2025မှာပြုပြင်ပြောင်းလဲရမယ့်အချက်တွေကိုသိရှိနိုင်ဖို့အတွက်သေချာအာရုံစိုက်ပြီးတော့ရွေးချယ်လို့ရပါတယ်။အဲ့တော့အချိန်ထပ်ပြီးတော့လိုတယ်ဆိုလို့ရှိရင်ဗီဒီယိုကိုခဏရက်ပြီးတော့ပေါ့ group ထဲကတစ်ခုကိုသေချာအလေးအနက်ထားအာရုံစိုက်ပြီးတော့ရွေးချယ်နိုင်ပါတယ်။အမအောင်ဆုံးဒီ group 1ကိုရွေးထားတဲ့သူတွေအတွက်ပေါ့နော် reading ကတော့2025မှာဘာတွေပြုပြင်ပြောင်းလဲဖို့လိုအပ်လဲဆိုလို့ရှိရင်ပြီးခဲ့တဲ့အတိတ်တွေကပေါ့နော်ကိုဆုံးရှုံးခဲ့တဲ့အရာတွေကိုနောင်တရပြီးတော့အဲ့ဒီအရာတွေကနေပေါ့နော်ကိုဒီလွတ်မြောက်ဖို့ခဲရင်းနေတဲ့အကျင့်လေးတွေအဲ့ဒီအရာတွေကနေရုံးထွက်ရမယ်ပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့အချက်မျိုးအဓိကတွေ့ရပေါ့တင့်စီမှာအဲ့ဒီအရာတွေဒါမြန်ဆန်လွယ်လွယ်ကူကူပြုပြင်ပြောင်းလဲလိုက်ပြီဆိုတာနဲ့ကိုယ့်အတွက်ကောင်းမွန်ကြီးမားတဲ့အခွင့်အရေးတွေကရှေ့မှာစောင့်ကြိုနေရဆိုတဲ့နိမိတ်မျိုးတွေတွေ့ရတယ်အဲ့ဒီတော့လက်တလောမှာပေါ့နော်ဒီ group ကိုရေးထားတဲ့သူတွေအနေနဲ့ကတော့ပြီးခဲ့တဲ့အတိတ်ကဆုံးရှုံးခဲ့ရခြင်းတွေတော်တော်များများနှစ်တာကာလအတွင်းမှာကိုဆုံးရှုံးနေတာခဲ့ရတဲ့ကြေကွဲဝမ်းနည်းဖွယ်ရအဖြစ်အပျက်တစ်ခုကိုခုထက်တိကိုစိတ်ထဲမှာမေ့ပြောက်ဖို့ခန့်နေရဆိုတဲ့ feeling မျိုးတွေလွှမ်းမိုးနေရတွေ့ရတယ်။အဲ့ဒီအရာတွေကနေမြင်ဆန်စိတ်ကို healing ဖြစ်အောင်လုပ်ပြီးတော့ရှေ့ဆက်ဖို့စူးစမ်းပါဆိုပြီးတော့တွေ့ရတယ်။ဒီ group ကိုရေးထားတဲ့သူတွေကတော့ရှေ့ဆက်ဖို့ခဲရင်းနေတယ်အတိတ်တွေထဲမှာပဲအတွေးတွေကပိတ်မိနေတယ်ဆိုတဲ့သူမျိုးတွေတွေ့နေရတာရှိတယ်။နောက်တစ်ခုကတော့ဘဝမှာကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ့်ရဲ့ကိုယ်ပိုင်အတွေးအမြင်အဲ့ဒါတွေနဲ့ရှောင်လန်းမှာဆိုပြီးတော့လွှမ်းမိုးနေရတွေ့ရတယ်။အဲ့တော့ဒီ group ကိုရေးထားတဲ့သူတွေအနေနဲ့ကတော့ဘာတွေပြုပြင်ရမလဲဆိုလို့ရှင်တော့ရှေ့လျှောက်ကိုအခိုင်အမာ decision ချနိုင်ဖို့ရအတွက်ကိုယ်အားကိုပြီးတော့ကိုယ့်ရဲ့ဒီကိုယ်ပိုင်ကိုယ့်ရဲ့ဉာဏ်အလင်းနဲ့ရှေ့လျှောက်ပြီးလို့ရှိရင်အမှန်တရားကိုယ့်ရဲ့ရှေ့ဆက်ပြီးတော့ဖြစ်တဲ့လမ်းကိုရွေးချယ်ဖို့ရအတွက်စတင်ပြောင်းလဲရမယ်ဆိုပြီးတော့ဒါနမိတ်ပြနေရမျိုးရှိရပါနောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီအတိတ်ကအရာတွေကနေဒီအရာတွေကို focus ထားပြီးတော့ရုံးမထွက်နိုင်တာမျိုးတွေ့ရတယ်အဲ့တော့အဲ့လိုမျိုးရုံးထွက်လိုက်ပြီဆိုတာနဲ့တစ်ဖက်မှာကိုယ့်ကိုစောင့်ကြိုနေတဲ့ကံကောင်းခြင်းတွေရှိတယ်ကိုယ့်ကိုအခုလက်ရှိမှာတစုံတရာဝမ်းနည်းပူဆွေးပွဲရကိစ္စတစ်ခုကိုလက်တလောပူနွေ့နွေ့ကြုံတွေ့ခဲ့ရပြီးတော့အဲ့ဒီအရာကနေဘယ်လိုမျိုးရင်ဆိုင်ကြော်ဖြတ်ရမလဲဆိုတာကိုထွက်ပေါက်ပိတ်နေတဲ့သူတွေလို့လည်းပြောလို့ရတယ်အဲ့တော့ဒီ2025မှာကိုယ့်ကိုလွတ်မြောက်ဖို့ရန်အတွက်ထွက်လန်းပိတ်နေရလို့ခံစားနေရတဲ့ဒီ block ဖြစ်နေတဲ့အတွေးတွေအဲ့ဒီအရာတွေကနေမြန်ဆန်လွတ်မြောက်ဖို့ရန်အတွက်စတင်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုလည်းအတွေးတွေကိုပေါ့နော် changes လုပ်ဖို့လိုအပ်တယ်ဆိုတာကိုအဓိက message ပြနေရမျိုးရှိရပြီးတော့နောက်တစ်ခုအနေနဲ့ပြောမယ်ဆိုရင်ဒီကိုယ့်ရဲ့ကိုယ်ပိုင်ချင့်ချိန်စဉ်းစားသုံးသပ်နိုင်စွမ်းအဲ့ဒါတွေနဲ့ရှေ့လျှောက်ပြီးတော့စတင်ပြီးတော့ပြုပြင်ပြီးတော့ရှေ့ဆက်ရန်အတွက်အားမွေးတင်တယ်ကိုယ့်ကို confidence ရှိနဲ့ရှေ့ဆက်ပြီးတော့တတိရှိနဲ့ဘယ်ရမဆိုကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်လေးရကိုယ့်ရဲ့ကိုယ်ပိုင်စဉ်းစားသုံးသပ်နိုင်စွမ်းနဲ့ရှေ့လျှောက်တယ်ဆိုလို့ရှိရင်ပို့ပြီးမှန်ကန်တဲ့လမ်းစာကိုတွေ့မယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေမျိုးမှာလမ်းပြောင်းနေတဲ့သူတွေစိတ်သက်သာနေတဲ့သူတွေအနေနဲ့2025မှာကိုစိတ်အေးထားပြီးတော့ဘာရှေ့ဆက်လုပ်တယ်လဲဆိုပြီးတော့တွေးလိုက်တယ်ဆိုတာနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်လေးအောင်ကပွင့်ပြီးတော့ရှေ့လျှောက်ဆုံးဖြတ်သမျှကိစ္စတွေဒီချောချူနဲ့အဆင်ပြေလာပါလိမ့်မယ်ဆိုပြီးတော့တွေးရတယ်ပေါ့အဲ့တော့ဘာလေးတစ်ချက်ပဲအဓိကလိုအပ်လဲဆိုလို့ရှင်တော့ဒီစိတ်အတွေးတွေညှဉ်းနှိုးနေတဲ့အတိတ်မှာ block ဖြစ်နေတဲ့ပိတ်မိနေတဲ့ဒီဝမ်းနည်းပူဆွေးခဲ့ရတဲ့ကိစ္စတွေကနေရုံးမထွက်နိုင်တဲ့ပေါ့နော်အခုထက်ထိကိုလက်ရှိမှာဒီဗီဒီယိုကြည့်နေတော့အချိန်မှာကိုတော်တော်ပူဆွေးခဲ့ရတဲ့နောင်တရခဲ့ရတဲ့ဆုံးရှုံးခဲ့ရတဲ့အရာတွေကိုစိတ်ထဲမှာတအုံနွေးနဲ့အရန်ကိုခံစားပြီးတော့ပူဆွေးတော့ကရောက်နေရတယ်ဆိုပြီးတော့ယူပြီးလုံးဝကိုအထင်ရှားမြင်နေရတာမျိုးတွေ့ရတယ်ပေါ့အဲ့လိုမျိုးအချက်လေးတွေအရာလေးတွေကိုကိုယ့်ရဲ့ကိုယ်ပိုင်အသိနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဖြစ်တဲ့လမ်းနဲ့ပြုပြင်ပြီးတော့သုံးဖြတ်လိုက်တယ်ဆိုလို့ရှိရင်နောက်ဆက်တွဲအနေနဲ့ဘာတွေဖြစ်နိုင်လဲဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းမွန်တဲ့လမ်းစာတွေကိုယ့်အတွက်အဆင်ပြေဖြစ်မြောက်ခြင်းအဲ့ဒီကံကြမ္မာတွေကပို့ပြီးတော့တဲ့မှတ်စွာစောင့်ကြိုနေတယ်အဲ့တော့ universe message အနေနဲ့ကတော့ကိုယ့်ကို appreciate လုပ်ပါကိုယ်ဆုံးရှုံးခဲ့ရတဲ့အရာတွေဖြစ်ဖြစ်ကိုမကြိုက်ခဲ့ရတဲ့အရာတွေဘလောက်ပဲတွေ့ကြုံနေပါစေဒီကြုံတွေ့နေရတဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပို့ပြီးတော့တဆင့်တက်ပြီးတော့ကိုယ့်ရဲ့ skill တွေပြောင်မြောက်သွားတယ်လို့ဒီအခက်ခဲတွေကနေတဆင့်အတွေ့အကြုံတွေရတယ်ဆိုတဲ့စိတ်နဲ့ကိုဘယ်အရာတွေပဲကြုံ appreciate ဖြစ်တဲ့စိတ်နဲ့ဖြတ်သန်းမှာဆိုပြီးတော့ universe အနေနဲ့ message ပေးနေရမျိုးရှိရပြီးတော့ဒီလိုအခြေအနေမျိုးမှာကိုပေါ့ကိုကအဆင်မပြေဘူးကိုကလောက်ပဲခက်ခဲလိုက်တာဆိုပြီးတော့တစ်ခါတည်းမှာကိုပြစ်တင်တဲ့စိတ်တွေတော်တော်များလွှမ်းမိုးနေရမျိုးတွေ့ရတယ်ပေါ့အခြေအနေမျိုးမှာဒီလောက်ခက်ခဲနေတယ်ဆိုလို့ရှိရင်အော်ငါဒီလောက်လေးပဲခက်ခဲသေးတာဒီထက်အများကြီးမစိုးသေးဘူးဆိုတဲ့စိတ်မျိုးနဲ့ appreciate လုပ်ပါကိုတေးလေးဘာမစိုးလုံနိုင်တယ်ဆိုလို့ရှိရင်တော့ဒီလောက်တောင်မှလုံနိုင်ခဲ့တာပဲဆိုတဲ့ appreciate ဖြစ်တဲ့စိတ်မျိုးနဲ့ဒါတည့်ပြီးချက်တန်းမှာပေါ့အဲ့တော့ကိုကျေနပ်တဲ့စိတ်ကိုရဲ့လက်ရှိဖြစ်တည်နေတဲ့အရာတွေကိုကျေးဇူးတင်တတ်တဲ့စိတ်မျိုးနဲ့ရှေ့လျှောက်ဖြတ်တန်းမှာကိုအပြစ်တင်နေတဲ့ကိုနောင်တရပူဆွေးနေတဲ့အရာခုကနေအမြန်ဆုံးစိတ်ကိုဖြေတာအောင်လုပ်ပြီးတော့ကိုကျေနပ်တဲ့စိတ်
နဲ့အကောင်းဆုံးကျေးဇူးတင်တဲ့စိတ်နဲ့တက်တန်းမှာပေါ့အဲ့တော့ group 1ကိုရွေးထားတဲ့သူတွေအနေနဲ့ကတော့ကိုခွင့်မလွတ်နိုင်ခြင်းတွေတော်တော်ရင်ဆိုင်နေရတာမျိုးတွေ့ရတယ်မချစ်တဲ့သူတွေကိုချစ်မိရတော့သူနဲ့မတွေ့ခဲ့လိုက်ရရင်အကောင်းသားဆိုပြီးကိုပြိုကျပျက်စီးနေတဲ့ relationship တစ်ခုဆိုလို့ရှိရင်အဲ့ဒီအရာနဲ့ပတ်သက်ရင်ပြစ်တင်နောင်တရစိတ်တွေအရန်ကိုဝင်နေတာမျိုးတွေဒီ group မှာရွေးထားတဲ့သူတွေနဲ့တွေ့ရတယ်အဲ့ဒီတော့ကိုဖြစ်တဲ့အရာတစ်ခုကိုယ့်ရဲ့ကိုယ်ပိုင်မှန်ကန်တဲ့စဉ်းစားသုံးသပ်ချင့်ချိန်နဲ့ဉာဏ်နဲ့အရာကိုစင်ကြယ်တုံတရားနဲ့စဉ်းစားဆုံးဖြတ်ပြီးတော့ပြုပြင်ပြောင်းလဲပါအဲဒီတော့တသေးလေးတွေအစားပေါ့ကိုကျေနပ်တဲ့စိတ်ကိုကျေးဇူးတင်တတ်တဲ့စိတ်နဲ့တနေ့ချင်းစီကို appreciate ဖြစ်စွာနဲ့ဘယ်ရမဆိုအကောင်းမြင်တဲ့စိတ်နဲ့ဖြတ်တန်းပါဆိုပြီးတော့ပြုပြင်ရမယ့်အချက်လေးတွေဒီနမိတ်အနေနဲ့လွှမ်းမိုးနေရတွေ့ရပါတယ်ဒီ group 2ကိုရွေးထားတဲ့သူတွေအနေနဲ့ကတော့ကိုဒီလိုအခြေအနေမျိုးမှာအတွေးများနေတာမျိုးတွေကိစ္စတစ်ခုကိုအရန်ကိုနက်နက်ရှိုင်းတွေးပြီးတော့ကိုပူလောင်ခံနေတဲ့ကိစ္စမျိုးတွေအရာမျိုးတွေပေါ့နော်အဲ့ဒီအရာတွေကိုရှင်းလင်းပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာလွတ်ချတဲ့နာလွတ်ချပစ်တဲ့ဆိုတဲ့အချက်မျိုးတွေပြုပြင်ပြောင်းလဲရမယ်ပေါ့နော်နောက်တစ်ခုကဒီ group 2ကိုရွေးထားတဲ့သူတွေကအရန်ကိုအတွေးများလုံးတာစိတ်ထဲမှာ stress တွေ attention တွေရှိလုံးတာပေါ့နော်အခုလက်ရှိကိုမျောလင်းချက်တစ်ခုကိုလက်ဆုပ်လက်ကင်ထားပြီးတော့တစုံတစ်ယောက်ပြန်လာမလားတစုံတစ်ယောက်ဆက်သွယ်လာမလားစသဖြင့်ပေါ့နော်အဲ့လိုမျိုးအခြေရေးဒီအလုပ်ကိစ္စတစ်ခုကိုအခုလက်ရှိကိုကိစ္စတစ်ခုကိုအရန်ကိုပူလောင်နေရတာအရန်ကိုမျောလင်းချက်တစ်ခုကိုလက်ကင်ထားပြီးတော့စိတ်ထဲမှာ attention တစ်ခုဖြစ်နေရတယ်နဲ့တွေ့ရတယ်အဲ့တော့အဓိကတော့အရန်ကြီးစိတ်ထဲမှာ anxiety တွေ worry တွေစိုးရိမ်ပူပန်ခြင်းအဲ့ဒီအရာတွေကိုတတ်နိုင်တဲ့လောက် short ချဖို့ဒီ2025မှာ message ပေးနေတယ်တတိပေးနေတယ်ဆိုတော့အရာမျိုးတွေတွေ့ရတယ်ပေါ့အဲ့တော့အဲ့လိုမျိုးအရာမျိုးတွေ short ချလိုက်တယ်ဆိုတာ ਨੇ တစ်ဖက်မှာပေါ့နော်အခြေရေးကိစ္စတွေကိုယ့်ရဲ့ဒီစူးစမ်းထားတဲ့လှုပ်ဆောင်ထားတဲ့အရာတွေဒီပုံမပြီးတော့တိုးတက်ပြောင်းလဲခြင်းတွေကြုံတွေ့လာရမယ်ဆိုပြီးတော့နမိတ်မျိုးလွှမ်းမိုးနေရတွေ့ရတယ်ဒီလိုအခြေအနေမျိုးမှာ relationship တွေဆိုလို့ရှိရင်တယောက်နဲ့တယောက်ကြားထဲမှာအဆက်အသွယ်ပြတ်နေရတစ်ဖက်သူကကိုယ်ကိုတော်တော်ပြောင်းလဲပြီးတော့အေးဆက်သွားတာပေါ့နော်အဲ့လိုမျိုးသူတွေဒီ group 2ကိုရွေးထားတဲ့သူတွေကတစ်ဖက်ကသူကကိုယ်ကိုပြုမှုဆက်ဆံနေရဆိုတဲ့အရာမျိုးတွေလွှမ်းမိုးနေရတွေ့ရတယ်ပေါ့နော်အဲ့ဒီတော့ကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်မျိုးသိပ်ကြိတ်မိတ်ပြီးတော့ကိုယ့်ရဲ့နောက်ွယ်မှာရှိနေတဲ့ကိုထမ်းပိုးထားတဲ့ကိုရင်ဆိုင်ကြုံတွေ့နေရတဲ့စိတ်ခံစားချက်တောကရဲဆိုတာတော်တော်များတယ်ပေါ့နော်ပြုပြင်ပြောင်းလဲရမယ့်အချက်တွေအဓိကအနေနဲ့ကတော့စိတ်ထဲကဒီစိုးရိမ်တော့ကဖြစ်တဲ့လွန်းနာတွေပူပန်လွန်းနာတွေဇုံတယောက်နဲ့ပတ်သက်ရင်မျောလင့်ချက်တွေအရန်ကိုလိုရာထပ်ပို့ပြီးထားတာတွေအဲ့ဒီအရာတွေကိုနည်းနည်းလေး changes လုပ်လိုက်ဖို့ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်ဆိုပြီးတော့နမိတ်တွေ့နေရတာမျိုးရှိရဲ့ universe message တွေအနေနဲ့တောကတွေပူပန်ခြင်းတွေဒါ short ချလိုက်တယ်ဆိုလို့ရှိရင်ဘာတွေ message ပေးနေလဲဆိုရင်ကိုယ့်ဘဝမှာကိုအလောက်ကိုင်းနေဆိုလို့ရှိရင်လည်းအဆင်ပြေလာတော့ကိုဖြစ်ချင်တဲ့ရည်မှန်းချက်တွေဆိုလို့ရှိရင်လည်းဒါတိုးတက်အောင်မြင်လာတာတော့သတင်းစကားကောင်းတွေကြားရတာတော့အဲ့လိုမျိုးအရာတွေကိုဘဝတွေကိုဝင်ရောက်လာနိုင်မယ်ဆိုတဲ့ message မျိုးတွေလွှမ်းမိုးနေရရှိတယ်စိတ်ထဲမှာအခုထက်ထိကိုတစုံတစ်ယောက်နဲ့ပတ်သက်လို့ရှိရင်စောင့်မျှော်နေတာမျှော်လင့်ချက်တစ်ခုကိုလက်ကင်ထားပြီးကိစ္စတစ်ခုကိုဒီလိုအခြေအနေမျိုးမှာရက်တက်မအေးဘူးစိတ်ပူပန်စွာနဲ့စောင့်မျှော်နေရတယ်ဆိုတဲ့သူမျိုးတွေဒီ group ကိုရေးထားတဲ့သူတွေအနေနဲ့တွေ့ရတယ်ပေါ့စိတ်ထဲမှာပူလောင်ခြင်းတွေကိုဒါအဓိကလျှော့ပါပေါ့နော်အဲ့ဒီအရာတွေကိုဒါပြုပြင်ပြောင်းလဲလိုက်တကယ်လို့စိတ်ပူပန်လာရပြီဒီလိုမျိုးစိုးရိမ်မှုတွေဒီပူလောင်ခြင်းတွေနဲ့ကြုံတွေ့ခံစားနေရပြီဆိုတာနဲ့တစ်ဖက်မှာပေါ့နော်ကိုယ့်ရဲ့စိတ်ကိုအတက်နိုင်ဆုံးအေးချမ်းအောင်ပျော်ရွှင်အောင်လို့ကိုယ့်ရဲ့အတက်နိုင်ဆုံးကိုယ်ဘေးမှာရှိတဲ့ပျော်ရွှင်မွေရမိသားစုတွေကိုချစ်တဲ့သူတွေနဲ့ဒါအချိန်များများကုံဆုံးလိုက်ပေါ့နော်အဲ့လိုမျိုးကိုယ့်ကိုပြုပြင်ပြောင်းလဲသွားရမယ်ဆိုတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်အဲ့တော့ပြုပြင်ပြောင်းလဲလိုက်ပြီဆိုတာနဲ့ university ရဲ့ message တွေဒီကိုယ့်ကိုပေးလာမယ်ပုံစံမျိုးတွေဒီလိုရင်ဆန္ဒပြည့်စုံခြင်းတွေပျော်ရွှင်ရခြင်းတွေကိုယ့်ရဲ့ဆန္ဒတွေပြည့်မြောက်ခြင်းတွေပေါ့လို့အရာလေးတွေကကိုယ့်ဘဝမှာမထင်ထားဘဲနဲ့ပြောင်းလဲပြီးတော့ပြေဝသွားတာမျိုးလေးတွေဖြစ်တတ်တယ်ဆိုတော့ကံကြမ္မာမျိုးတွေတွေ့ရတယ်ဒီ group 2ကိုရွေးထားတဲ့သူတွေအနေနဲ့ကတော့စိတ်ထဲမှာလိုရာထပ်ပို့ပြီးတော့အရန်ကိုအတွေးနဲ့ချဲနက်နက်ရှိုင်းတွေးလို့နာမျိုးတွေကိစ္စတစ်ခုကိုကအရန်ကိုအစိုးနှစ်ဖက်ရအောင် serious ကြီးတွေးတာမျိုးတွေဒီလိုအခြေအနေမျိုးမှာကိစ္စတစ်ခုကိုအကြောင်းအရာတစ်ခုကိုစိတ်ထဲမှာပူပန်စွာနဲ့ရက်တက်မအေးဘူးစောင့်မျှော်နေတာမျိုးတွေအဓိကတော့ကိုလောင်နေတဲ့အတွေးတွေကိုရှော့ချဖို့ဒီ group 2ကိုရွေးထားတဲ့သူတွေအနေနဲ့ပြုပြင်ပြောင်းလဲရဖို့2025မှာစိတ်ထဲမှာအရန်ကိုပူလောင်မွန်းကျက်လုံးနဲ့တောကတွေကိုတတ်နိုင်ဆုံးရှော့ချပြီးကိုပျော်အောင်အတတ်နိုင်ဆုံးပြောင်းလဲပြီးနေဖို့နမိတ်မျိုးတွေလွှမ်းမိုးနေတာတွေ့ရပါတယ် group 3ကိုရွေးထားတဲ့သူတွေအတွက် reading ကိုပြောရမယ်ဆိုလို့ရှိရင်ကိုစိတ်လိုက်မှန်ပါလောက်တာမျိုးတွေစိတ်ထဲမှာခုဆိုလို့ရှိရင်ရှေ့မချင်းနောက်မချင်းနဲ့တစိုးထိုးပြောဆိုပြုမှုလိုက်မိတာမျိုးတွေအဲ့ဒီအရာလေးတွေကိုအဓိကပြုပြင်ပြောင်းလဲရမယ်ဆိုပြီးတော့သတိပေးနေတာမျိုးလေးတွေရှိရပေါ့။မှာဆုံးမချက်မပြတ်သားတာ
စိတ်နှစ်ခွဖြစ်လို့နာပေါ့ကိစ္စတစ်ခုခုအကြောင်းအရာတစ်ခုခုdecision ချပြီးရွေးချယ်စဉ်းစားဆုံးဖြတ်ရမယ်ဆိုလို့ရှိရင်နှစ်ခုကြားထဲမှာဗျာများနေရတာအဲ့လိုမျိုးစိတ်မျိုးလေးတွေစိတ်ထဲမှာအဓိကဒီလိုအခြေအနေမျိုးမှာစိတ်အာရုံတည်ငြိမ်စွာစူးစိုက်နိုင်မှုလျော့နေနေတာမျိုးအဲ့ဒီအရာမျိုးလေးတွေကိုအထူးသတိထားပြီးတော့ပြုပြင်ပြောင်းလဲရမယ်ပေါ့နော်ဒီလိုအခြေအနေမျိုးမှာစိတ်ထဲမှာဘာပဲလှုပ်လှုပ်အာယုံစူးစိုက်မှုလျော့နေနေတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အမှားလေးတွေကြုံရတာမျိုးရှိတယ်ဥပမာအလုပ်ကိစ္စတွေပညာရေးကိစ္စတွေစသဖြင့်ကိုယ်ဘဲအရာကိုပဲလုပ်နေလို့လေကိုလုပ်နေတဲ့အရာမှာအာယုံစူးစိုက်မှုအားနေတဲ့အတွက်ကြောင့်မလို့အစပိုင်းပဲဖြစ်ပေမဲ့နောက်ပိုင်းမှာကိုယ့်ကိုယ်ထင်သလောက်အားမရတာမျိုးလေးတွေကိုယ့်ကိုယ်ပေါ့နော်ဒီလိုအခြေအနေမျိုးမှာစိတ်လေနေတယ်လို့ပြောလို့ရတယ်ဘာမဆိုပေါ့နော်ကိုဒီလိုအခြေအနေမျိုးမှာစိတ်မြန်လက်မြန်နဲ့တစွတ်ထိုးခမူးရှူလို့လှုပ်ဆောင်နေတဲ့အရာမျိုးလေးတွေကိုရှော့ချပြီးတော့ပြုပြင်ပြောင်းလဲရမယ်အဲ့တော့2025မှာစိတ်ထဲမှာဇဝေဇဝါဖြစ်တတ်တာလေးတွေစိတ်ထဲမှာဟိုဘက်ဒီဘက်ဆုံးမဲ့ချက်မပြတ်သားဖြစ်တာမျိုးလေးတွေပေါ့နော်စိတ်ထဲမှာတခုဆိုလို့ရှိရင်လည်းကိုကလွယ်မေ့မရတာမျိုးဘယ်ရမဆိုကိုယ်စိတ်ထဲကစိတ်ခုသွားပြီဆိုတာနဲ့အဲ့ဒီအရာကိုချက်ချင်းပြောပြမှချက်ချင်းတုံ့ပြန်ရမှချက်ချင်းရှင်းပြမှအဲ့လိုမျိုးမှစိတ်ကအဆင်ပြေသွားတာမျိုးပေါ့နော်အဲ့ဒီအချက်လေးတွေကိုတော့ဒီ2025မှာပြုပြင်ပြောင်းလဲဖို့အဓိကလိုအပ်တယ်ဆိုပြီးတော့ remind message ပေးနေတာမျိုးတွေရှိရ reverse message အနေနဲ့ကတော့အရန်ကိုအတွေးများတယ်ပေါ့နော်အတွေးများတယ်စိတ်ထဲမှာတခုဆိုရင်နဲချဲ့ပြီးတော့တွေးတတ်တာမျိုးအဲ့တော့အဲ့လိုအရာလေးတွေပြုပြင်လိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဒီတစ်စစ်ချိုးပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်အဓိကတော့ဒီ group 3ရေးထားတဲ့သူတွေအနေနဲ့ကတော့စိတ်ထဲမှာတွေးတဲ့ပုံစံမျိုးမှာအတွေ့အကြုံကိုများလွန်းတာเนาะစိတ်ထဲမှာတခုဆိုလို့ရှိရင်လည်းကိုယ့်ကိုမဟုတ်မခံတဲ့ပုံစံမျိုးလေးတွေနဲ့စိတ်က sensitive ဖြစ်တတ်လွန်းတာအဲ့ဒီຢာလေးတွေကိုတက်နိုင်ဆုံး short ချရမယ်ပြုပြင်ရမယ်ပြောင်းလဲရမယ်မဟုတ်မခံဆိုတဲ့နေရာမျိုးမှာကိုကဘလောက်ပဲမှန်ပေါ့နော်ကိုယ့်ရဲ့ပုံစံမျိုးကတခါတည်းတစွတ်ထိုးခမှုရှုလို့လေးတွေပြောဆိုလိုက်တဲ့အခါမျိုးမှာကိုကမှန်ပေမဲ့လို့ကိုကမှားသွားတဲ့ပုံစံမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒီຢာလေးတွေကိုအဓိကပြုပြင်ပြောင်းလဲဖို့လိုတယ်နောက်တစ်ခုအနေနဲ့ပြောရင်စိတ်ကဇဝေဇဝါမပြတ်မသားဖြစ်တတ်တာမျိုးလေးတွေအဓိကတော့အာယုံများတတ်တာစိတ်များတာပေါ့နော်စိတ်ခံစားချက်ဒီလိုအခြေအနေမျိုးမှာ stable တိတ်မဖြစ်တာစိတ်များနေတယ်ဆိုတော့အာယုံအတွေးတွေများနေတယ်အဲ့တော့အဓိကကတော့ပြုပြင်ပြောင်းလဲရမယ့်အရာဒီကိုယ့်ကိုစိတ်ကိုလည်းတည်ငြိမ်အောင်လို့ထိန်းချုပ်ရမယ်ကိုယ့်ကိုတည်ငြိမ်အောင်ထိန်းချုပ်တာနဲ့ကိုယ့်ရဲ့အရာအလုံးကိုအောင်နိုင်တာနဲ့အတူတူပဲပေါ့နော်အဲ့ဒီတော့အဲ့လိုမျိုးအချက်လေးတွေကိုပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်စိတ်ထဲမှာဘာမဆိုပေါ့မခံအရာ sensitive ဖြစ်တယ်ဟုတ်တယ်ဆိုတဲ့အရာကိုသိအောင်လို့တည်ပြလိုက်ရမှာအဲ့လိုမျိုးမှခြေနဲ့တဲ့သူမျိုးတွေလို့ဒီ group 3ကိုရေးထားတဲ့သူတွေမှာတွေ့နေရတာရှိရပေါ့နော်အဲ့တော့တစ်ခါတည်းမှာပြောတဲ့အရာမှသာပြောပါမပြောတဲ့အရာဆိုလို့ရှိရင်ကိုယ့်ကိုမှန်နေလိုက်တာမျိုးကပို့ပြီးတော့ကောင်းတဲ့အဖြေမျိုးဖြစ်လာတတ်တယ်ဆိုတဲ့အရာမျိုးလေးပေါ့နော်အဲ့ဒီစိတ်လေးတွေ sensitive ဖြစ်လို့နာမျိုးကိုအရန်ကိုပေါ့ထိခိုက်မခံတာမျိုးအဲ့ဒီအရာလေးတွေကိုရှော့ချဖို့လိုအပ်တယ်နောက်တစ်ခုကစိတ်ထဲမှာမပြတ်သားတာမျိုးအတွေးများတာမျိုးစိတ်ကအတွေးနှစ်ဖက်အစွန်းရောက်လွန်းတာအဲ့ဒီအရာလေးတွေကိုရှော့ချလိုက်တဲ့စူးစမ်းထုံးမဲ့အရာတွေဒီလိုအခြေအနေမျိုးမှာအာယုံရောချပြီးတော့ရော့ရဲဖြစ်နေတာမျိုးအဲ့လိုအရာလေးတွေကိုပြန်ပြီးတော့ပေါ့နော်စုစည်းပြီးတော့အစီအစဉ်စနစ်တကျ well plan လုပ်ဖို့လိုအပ်တယ်ဆိုတော့ပုံစံမျိုးလေးတွေနဲ့စတင်ပြောင်းလဲဖို့လိုအပ်တယ်အဲ့တော့ဒီ group 3ကိုရေးထားတဲ့သူတွေဒီဗီဒီယိုကြည့်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့လုပ်ငန်းဆောင်တာအနေနဲ့ဒီနှစ်ထဲမှာဘာတွေကိုလုပ်ဖို့လိုအပ်လဲဘာတွေကိုလုပ်မယ်ဆိုပြီးတော့ကိုယ့်ကိုပေါ့နော်မေ့လျော့ပြီးတော့ရော့ချပြီးတော့အာယုံများနေတာမျိုးလေးတွေရှိလဲဘယ်အရာတွေကိုငါအာယုံစိုက်တာမျိုးတွေလွဲနေပြီလဲစသဖြင့်ပေါ့အဲ့လိုမျိုးအရာလေးတွေကိုနည်းလေးစီ balance လုပ်ပြီးတော့ changes လုပ်လိုက်တာ ਨੇ ဘဝတည်လေလားတစ်ထစ်ချိုးလိုမျိုးဘဝတည်တစ်စစ်ချိုးပြောင်းလဲသွားနိုင်တယ်ဆိုတော့ပုံစံမျိုးဘဝမှာအခုဆိုလို့ရှိရင်ပေါ့နော်တက်လန်းတစ်ခုကိုစတင်ပြောင်းလဲဖို့ရအချိန်နဲ့ဖြစ်နေတဲ့အတွက်ကြောင့်လို့ရှေ့လျှောက်တည်တည်ချာချာစိတ်ကိုအာယုံစူးစိုက်ဆိုလို့ရှိရင်တော့အကောင်းဆုံးဖြစ်လိမ့်မယ်ပေါ့နော်အဲဒီတော့နောက်တစ်ခုအနေနဲ့သတိပြုရမယ့်အရာကသတိကပ်ပါပေါ့နော်ဘယ်ရမဆိုကိုတုံ့ပြန်လိုက်ပြီဆိုတာနဲ့ဒီအရာဒီမှန်လားမှားလားကောင်းလားဖြစ်တင်လားဆိုတဲ့အရာကိုသတိကပ်ပြီးတော့လှုပ်ဆောင်မှာအဲ့ဒီအရာတွေကိုအဓိကအချက်တွေအနေနဲ့ပြုပြင်ပြောင်းလဲလိုက်တယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးအရာတစ်ခုကိုယ့်ဘဝမှာဘဝတစ်စစ်ချိုးပြောင်းလဲလာပါလိမ့်မယ်ဆိုတော့နမိတ်မျိုးတွေလွှမ်းမိုးနေတာတွေ့ရပါတယ်ဗီဒီယိုကိုကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုယူတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့တွေ့ကြပါအောင်မယ်နော်